အခုနေတိုင်းလိုမြင်နေရတဲ့မှုကိုလေအဲ့ဒါကအပင်မဟုတ်ဘူးဆိုတာသိကြလားတကယ်တော့အပြင်မှာမြင်နေရတဲ့မှုတွေဆိုတာကလေရေခဲတောင်တစ်ခုရဲ့ထိပ်ဖြားပိုင်းလေးပဲရှိသေးတာကဲဒီနေ့တော့အဲ့ဒီမြင်ကွင်းရဲ့နောက်ပင်မှာဘာတွေရှိလဲအောင်းစရာကောင်းတဲ့မှုတွေရဲ့လှင်းဝက်ကဘာတွေကိုအတူတူသွားကြည့်ကြရအောင်ကဲမှုဆိုပြီးတော့ပြောလိုက်တာ ਨੇ ဘလို့ပုံစံမျိုးလေးပထမဆုံးပေါ်လာတယ်အများစုကတော့လေထိတ်မှာထီးလိုအဝိုင်းအောက်မှာအယိုးတန်လေးနဲ့ပုံစံမျိုးကိုပဲပြင်းပြနေကြပါပါအများစုစိတ်ထဲမှာပေါ်လာမှာကမှုတပွင့်ရဲ့တကယ့်ခန္ဓာကိုယ်အစ်စ်ကဘယ်မှာရှိနေတာလဲဘလို့ပုံစံမျိုးလဲလှင်းဝက်ချက်ကခြေထောက်အောက်ကမြေကြီးထဲမှာရှိနေတာပါသိပ္ပံပညာအရပြောရရင်လေကျွန်တော်တို့မှုလို့ခေါ်တဲ့ဟာတွေကတကယ်တမ်းတော့ fungus လို့ခေါ်တဲ့တက်ရှိတစ်ခုရဲ့မှုတွေရဲ့အစိပ်ပိုင်းလေးတစ်ခုပါပဲရှင်းရှင်းလေးပဲတစ်တပင်လုံးကအသီးမဟုတ်တယ်လို့မျိုးပေါ့ဗျာအဲ့ဒီတော့တက်ရှိအစ်စ်ကဘယ်မှာလဲအဓိကအချက်ကဒီမှာပါဗျာကျွန်တော်တို့မြင်နေရတဲ့မှုတွေဆိုတာကလေအပေါ်ယံလေးပဲတကယ်တက်ရှိအစ်စ်ကမြေရောက်ထက်မှာဖြန့်ကျက်နေတဲ့မိုင်းစီလီယန်လို့ခေါ်တဲ့မှုကွန်ရက်ကြီးတစ်ခုပဲဖြစ်ပါတယ်စဉ်းစားကြည့်ဗျာအဲ့ဒီကွန်ရက်ကအေကားပေါင်းများစွာကျင်းနိုင်တယ်ဆိုတော့ဘယ်လောက်တောင်ကြီးမလဲမြေရောက်ကဘာကြီးအကြောင်းသိသွားပြီဆိုတော့အခုမြေပေါ်ကကျွန်တော်တို့မြင်နေရတဲ့မှုတွေရဲ့အစိပ်ပိုင်းတွေကိုတစ်ချက်အနီးကပ်ကြည့်လိုက်ရအောင်ဘာလို့လဲဆိုတော့အဲ့ဒီအစိပ်ပိုင်းတစ်ခုချင်းစီမှာသူ့တောင်းဝင်တဲ့သူရှိနေလို့ပဲခုနကပြောတဲ့အစိပ်ပိုင်းတွေထဲမှာလေတကယ်ကိုစိတ်ဝင်စားစရာကောင်းတာပါးတွေရဲ့အလုပ်ပဲသူတို့ရဲ့အဓိကတာဝန်ကဘာလဲဆိုတော့မျက်စိနဲ့မမြင်နိုင်တဲ့မြူမုံစပိုးတွေကိုတန်းနဲ့ချီပြီးထုတ်ပေးမယ်ဒါမှသူတို့ရဲ့မျိုးဆက်ကိုပွားနိုင်ပါလေတကယ်ကိုအဓိကတော့ချက်ပဲကဲခုဒီတော့ရင်းနှီးနေကြတဲ့ထိပုံစံမှုအကြောင်းပြောနေတာပေါ့အခုအဲ့ဒီပုံစံလေးနဲ့ခဏခွဲထပ်ပြီးတော့မှုလောကကြီးကဘလောက်တောင်အံ့ဩစရာကောင်းတဲ့ပုံစံမျိုးတွေစုံလဲဆိုတာကြည့်လိုက်ကြရအောင်တချို့ပုံစံတွေဆိုမြင်လိုက်ရင်ဒါမှုဟုတ်ရဲ့လားလို့အံ့ဩသွားရမှာပုံစံအမျိုးမျိုးအကြောင်းမပြောခင်လေးမှလေလူတွေခဏမှားတတ်တဲ့စကားလုံးနှလုံးအကြောင်းကိုအရင်ရှင်းပြလိုက်ရအောင်mushroom ဆိုတာက fungus ရဲ့အသီးကိုခေါ်တဲ့ရေဘူးရနာမည်ပေါ့ toast ဆိုတာကအများအပြားအစိတ်ရှိတဲ့မှုတွေကိုခေါ်တဲ့သိပ္ပံမဟုတ်တဲ့ပုတ်ပပအသုံးနှုန်းတစ်ခုပဲfungus လောကရဲ့ပုံစံကတကယ်ကိုအံ့ဩစရာပဲကျွန်တော်တို့မြင်နေကြပတ်ဟပ်ပါတဲ့မှုတွေအပြင်ရေမြုပ်လိုမှုတွေလည်းရှိတယ် cora fungus လို့ခေါ်တဲ့တဏှာကြောက်တဲ့မှုတွေကျွန်တော်တို့မြင်နေကြမှုတွေရွက်တွေဒါတွေအားလုံးကမှုတွေကြီးပဲဒီလောက်တောင်ပုံစံအမျိုးမျိုးကွဲပြားနေတဲ့ဒီမှုတွေဘာကြောင့်ရှိနေရတာလဲသူတို့ရဲ့ရည်ရွယ်ချက်ကတကယ်တမ်းဘာဖြစ်မလဲလူသားတွေအတွက်ဘလောက်ထိအရေးပါလဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးကြည့်လိုက်ကြရအောင်မှုတွေကလေလူသားတွေအတွက်တကယ်ကိုအရေးပါတဲ့အရေးမြစ်တစ်ခုပဲတစ်ဖက်မှာအာဟာရပြည့်ဝတဲ့အစားအစာဖြစ်စားသုံးကြတယ်တိုင်းရင်းစစ်ပညာမှာလည်းနှစ်တွေထောင်နဲ့ချီပြီးတော့သုံးခဲ့ကြတယ်ဒါပေမဲ့နောက်တစ်ဖက်မှာတော့အစိတ်ရှိပြီးအန္တရာယ်များတဲ့အမျိုးအစားတွေတည်းရှိနေပြန်ရောဒါတွေမဲ့လားဆိုတော့မဟုတ်သေးဘူးဂေဟစနစ်ရဲ့အမတ်ရှင်သမားတွေဖြစ်ရောစက်မှုလုပ်ငန်းတွေပါသူတို့ရဲ့အရေးပါတဲ့အခန်းကဏ္ဍကတကယ်ကိုမေ့ထားလို့မရဘူးဟိုတွေကမြေရောက်ကမိုင်းစီလီယန်ကွန်ရက်ကနေပေါက်လာပြီးအချင်းနေသာပေးရင်တခါတည်းအလင်းမြန်ကြီးထွားနိုင်တဲ့အချက်ကသူတို့ရဲ့သဘာဝကိုမီးမောင်းထုတ်ပြနေတာပဲစဉ်းစားကြည့်လေမနေ့ကမရှိသေးတဲ့နေရာမှာဒီမနေ့ကျတော့မှုတဝင်းကဘုံနဲ့ဆိုပြီးထွက်လာတာမျိုးအဲ့ဒါကသူတို့ရဲ့မြေအောင်ကွန်ရက်ဘလောက်တောင်အားကောင်းပြီးအစင်သင့်ဖြစ်နေလဲဆိုတာကိုသက်သေပြနေတာပဲဒီတော့နောက်ဆုံးအနေနဲ့ဒီမေးခွန်းတစ်ခုနဲ့အဆုံးသတ်ပြရစီဒီနေ့ကျွန်တော်တို့လေ့လာခဲ့တာအားလုံးကရေခဲတောင်ရဲ့ထိပ်ဖြားလေးတစ်ခုပဲဆိုရင်မြေကြီးအောက်ကအကျယ်ကြီးဖြန့်ကျက်ထားတဲ့ဖန်ကတ်ကဘာကြီးမှာတခြားဘလို့အံ့ဩစရာလှင့်ဝက်ချက်များထပ်ပြီးဖုံးကွယ်နေမလဲအားလုံးပဲဗီဒီယိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်